ရိုးသားလို့လူတွေကအလူငွေတွေလူကြပေမယ့်လူလေကိုကျေးဦးကြောင့်တနာစပွဲရွာပြန်သွားရတဲ့ရှီခဲတို့တဲ့ကိုဆိုင်နွမ်းပါပေမယ့်စာနာကူညီတတ်တဲ့စိတ်ထားလေးကြောင့်လူအများရဲ့ချစ်ခင်အားပေးမှုကိုရရှိခဲ့တာကရှီခဲတို့တဲ့ကိုဆိုင်မှာဒါပေမဲ့လည်းခုတော့ကိုဆိုင်တယောက်အလူငွေတွေဆုံးရှုံးကရွာပြန်သွားရရှာပြီဖြစ်ပါတယ်အစောပိုင်းမှာတော့ရှီခဲတို့တဲ့ကိုဆိုင်ဆိုတာကစကိုင်းမြို့မှာရှီခဲတို့ချောင်းရင်မိဘမဲ့တကောင်ကျွတ်ဖြစ်ဖြတ်တန်းနေရတာပါဒါပေမဲ့လည်းပြီးခဲ့တဲ့မက်လာတုန်းကငလင်ဘေးကြီးမှာကယ်ဆယ်ရေးပရိတာအဖွဲ့တွေကိုရေခဲတုပ်တင်လေးကိုဆိုင်ကသူရောက်တဲ့ရေခဲတုပ်လေးတွေကိုအခမဲ့ဝေပေးကကုတုံလုံးလုံးအင်တာနက်ပေါ်မှာနာမည်ကြီးခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ရိုးသားတဲ့ရေခဲတုပ်တဲ့ကိုဆိုင်စော်ကိုမီဒီယာတွေကခေါ်မိကြစီးပွားရေးလုပ်ငန်းရှင်တွေရွှေဆိုင်တွေကလူကြတန်းကြောင်ကြော်ညာရိုက်ကြနေကိုဆိုင်စော်တရားအဆင်ပြေခဲ့တာပါ။ဒီလိုချင်းကိုကြီးဦးဆိုသူကအနားမှာပေါ်လာကကိုဆိုင်စော်မန်နေဂျာလိုဘာလိုနဲ့အနားမှာကပ်နေခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ကလေးကကိုကြီးဦးကိုလူတွေကအမြင်မကြည့်ကြတာပါ။နောက်ပိုင်းမှာတော့နှစ်ယောက်သားကျေးဦးဆိုင်ဆက်တူဖွင့်နေဆိုပြီးနာမည်ကြီးသွားပါသေးတယ်။ဒါပေမဲ့လည်းခုတော့ကိုကျေးဦးနဲ့ကိုဆိုင်စောဟာလမ်းခွဲကရေခဲတို့တဲ့ကိုဆိုင်တယောက်ရွာပြန်သွားရတာဖြစ်ပါတယ်။တချို့သောလူတွေရဲ့မှတ်ချက်တွေမှာတော့ကိုကျေးဦးဟာအလူငွေတွေနဲ့ကျေးဦးဆိုင်ဖွင့်ပြီးကိုဆိုင်စောကိုနှင်ထုတ်လိုက်တယ်။ကိုထိလျောက်လုပ်တယ်ဆိုပြီးပြောကြတာပါ။လူတွေကတော့အလူငွေတွေနဲ့တုံးချခံလိုက်ရတဲ့ကိုဆိုင်စောကိုတနာကြတာဖြစ်ပါတယ်။